မင်္ဂလာပါဒီတစ်ခါလေးတောင်းဆိုထားတဲ့တခြင်းလေးပေါ့နော်မမရှိတဲ့တဲ့တောင်းဆိုထားတာပါတောင်းဆိုထားတဲ့ဟာတခြင်းလေးကတော့အများကြီးပေါ့နော်အဲ့ဒါဆိုကြတော့အားရင်အားသလိုအစဉ်ပြေသလိုစတိုက်ဆိုပြီးသွားမယ်နော်အားတဲ့ချိန်ကျမှနောက်ထပ်တခြင်းလေးပေါ့လောင်းမှာပေါ့နော်အားပေးပါအောင်လို့ရှာပါSura Tamatilu,